ဒီနေ့မှာတော့ရွှေအစ်လားတူလားဆိုတော့အိမ်မာတင်အလွယ်တကူစစ်ဆေးနိုင်မဲ့ဒီလန်၅ခုကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာရွှေတွေဝယ်တော့မယ်ဒါမှမဟုတ်ကိုယ့်ရဲ့အထည်တွေကိုစိတ်ချရအောင်စစ်ဆေးခြင်းနဲ့ဆိုရင်တော့ဒီအချက်လေးတွေကိုအလွယ်တကူစစ်ဆေးကြည့်လို့ရပါတယ်ခင်ဗျာနံပါတ်1တန်လိုက်နဲ့စမ်းသပ်ခြင်းရွှေအစ်မှာတန်လိုက်တဲ့လုံးဝမရှိပါဘူးအားကောင်းတဲ့တန်လိုက်နဲ့ရွှေကိုကတ်ကြည့်လိုက်ရင်တန်လိုက်ကရွှေကိုဆွဲတယ်ဆိုရင်တော့ဒါဟာရွှေအစ်မဟုတ်ဘဲတခြားသတ္တုတွေရောနှောပါဝင်နေတာသိကြပါတယ်ခင်ဗျာနံပါတ်2ရှာလကာရည်နဲ့စမ်းသပ်ခြင်းရွှေတွေပေါ်ကိုရှာလကာရည်နဲ့ငယ်ချကြည့်ပါအစ်ဆိုရင်အယောင်မပြောင်းလဲသွားပါဘူးခင်ဗျာအတုဆိုရင်တော့မဲသွားတာဓာတ်ပြုတ်ပြီးတော့အယောင်ပြောင်းသွားတာတွေဖြစ်တတ်ပါတယ်ခင်ဗျာနံပါတ်3ကြောက်ပြားပေါ်မှာချစ်ကြည့်ခြင်းကြောက်ပြားနိုင်ငံပေါ်မှာဖောက်ဖွာလေးအရင်ချစ်ကြည့်လိုက်ပါအဝါရောင်အစင်းထင်ခဲ့ရင်တော့ရွှေအစ်ဖြစ်နိုင်ပြီးတော့အမဲရောင်ဒါမှမဟုတ်မိခိုးရောင်ထင်ရင်တော့အတုလို့ယူဆနိုင်ပါတယ်ခင်ဗျာဒီနည်းကတော့ရွှေကိုအနှဲငယ်ပုံမဲ့စေနိုင်တယ်ဆိုတာကိုသတိပြုသိစေပါတယ်ခင်ဗျာနံပါတ်4အမှတ်အသားကိုစစ်ဆေးခြင်းရွှေတွေရဲ့အတွင်းပဲဒါမှမဟုတ်ချိတ်နေရာတွေမှာ 24K သို့မဟုတ် 80K စတဲ့ရွှေအညွှန်းကိန်းကနန်းလေးတွေအမှတ်အသားလေးတွေပါတတ်ပါတယ်ခင်ဗျာမှန်ဘလူးသို့မဟုတ်မျက်စိနဲ့အနိကကတ်ကြည့်ဖို့တော့လိုပါတယ်ခင်ဗျာနံပါတ်5ရွှေရဲ့အတန်ကိုနားထောင်မှုကြောင့်စစ်ဆေးခြင်းဒီအချက်ကတော့ကျွန်တော်တို့ကရွှေတုံးတွေရွှေပြားတွေရွှေသင်္ကားပြားတွေကိုပဲစစ်ဆေးကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအခြားသတ္တုတစ်ခုနဲ့ခောက်ကြည့်လို့ကြည်လင်ပြီးတော့ကြာရှည်တုံခါတဲ့အတန်မျိုးထွက်လာရင်တော့အစစ်လို့ယူဆနိုင်ပါတယ်ခင်ဗျာအတုဆိုရင်တော့ဘောက်ဘောက်တောင်တောင်ဆိုတဲ့အတန်တိုလေးတွေပဲထွက်လာတတ်ပါတယ်ခင်ဗျာသတိထားမှာကတော့ခုခေတ်မှာရွှေနဲ့တိတိကျတူတဲ့တခြားသတ္တုတွေကိုအတွင်းထဲကခံပြီးတော့ရွှေအုပ်တဲ့အတုတွေလည်းရှိတတ်ပါတယ်ခင်ဗျာဒါမျိုးကိုတော့အိမ်တွင်းနီလန်းတွေနဲ့စစ်ဆေးဖို့ခက်ခဲတာကြောင့်တိကျစစ်ဆေးခြင်းနဲ့ဆိုရင်တော့ HRS Analyzer ရွှေစစ်ဆက်ရှိတဲ့ကျွမ်းကျင်ရွှေဆိုင်တွေမှာစစ်ဆေးတာကအကောင်းဆုံးပဲဖြစ်ပါတယ်ခင်ဗျာဒီလောက်ဆိုရင်ရွှေအတုအစစ်စစ်ဆေးတဲ့နီလန်းကိုအထိုက်လျောက်သိသွားမယ်လို့ထင်ပါတယ်ခင်ဗျာသိချင်တာတွေရှိရင် comment ထဲမှာမေးထားခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ